ဘာလို့ရေးထားတာကိုဦးစားပေးရမယ်ထင်တယ်ကျွန်တော်တို့ San Francisco Bay Area နဲ့ဟာတဲ့တခြားနယ်တွေနဲ့စာရင်ညီညွတ်တယ်လို့နာမည်ရှိခဲ့ပူပါတယ်တဲ့အခုအမေစုကိုယ်တိုင်လာမယ်ဆိုတဲ့ပွဲကြမှာအရင်ကအတူတူလက်တွဲလုပ်ခဲ့ကြတဲ့ရဲဘော်ရဲဘဲအချင်းချင်းမခေါ်နိုင်မပြောနိုင်ဖြစ်ကုန်ကြတာကိုတဲ့ကျွန်တော်တို့အားလုံးအတွဲတဲ့ဆုံးမစကားနည်းနည်းပြောပြပါခင်ဗျာဒီလိုဆုံးမစကားလည်းပြောရလို့တော့အပေါက်တော်မယ်ဘဲတော့ပထမအဆုံးပြောရတာညီရင်းညွတ်နေကြပါတယောက်နဲ့တယောက်မနာလို့မဖြစ်ကြပါနဲ့ဒီလိုမညီမညွတ်မနာလို့ဖြစ်ကြနေလို့ဖြစ်ကြလို့ရှိရင်တိုးတက်မှုရှိမှာမဟုတ်ပါဘူးဆိုတော့ခဏကျွန်မသတိပေးရပါတယ်ဒီတော့ဒီဟာနဲ့ပတ်သက်လို့ဒီပွဲနဲ့ပဲပတ်သက်လို့ပဲဖြစ်ဖြစ်တခြားပွဲတွေနဲ့ပဲပတ်သက်လို့ဖြစ်ဖြစ်တခြားအစီအစဉ်တွေပဲနဲ့ပတ်သက်လို့လည်းဖြစ်ဖြစ်ကျမတို့မြန်မာနိုင်ငံကလာတဲ့ပြည်သူပြည်သားတွေချင်းချင်းရံဖြစ်ကြတာအငင်းပွားကြတာဟာဘာဖြစ်လို့လဲဆိုတာလေကျမခတ်တော်ပဲပြောမယ်နော်မကြိုက်လို့ရှင်လည်းမတတ်နိုင်ဘူးအဲ့ဒါဟာလေအရေးပါခြင်းကြလို့အဲ့တော့အရေးပါခြင်းစရာမလိုပါဘူးကိုဟာလုံတဲ့လုံထိုက်တာကိုလုံနေလို့ရှိရင်ကိုမှတန်ဖိုးရှိပြီးသားပဲတန်ဖိုးရှိပြီးသားပဲဘယ်ညာမှရှေ့တိုးနေဖို့မလိုဘူးလားအခုဆိုလို့ရှိရင်ကျွန်မအရှိတမ်းမှာထိုင်နေတဲ့သူတွေကိုလည်းဟိုးအနောက်တိုင်းတမ်းမှာထိုင်နေတဲ့သူတွေပို့ပြီးတော့တန်ဖိုးမထားပါဘူးကျွန်မပို့ပြီးတော့ခင်တဲ့လူတွေရှိတာပေါ့နော်ဒါကတော့အရင်တုန်းကသိလို့ခင်တဲ့လူတွေဒါတတ်ပါအဲ့တော့စင်မြင့်ပေါ်တက်ရတဲ့လူတွေကိုလည်းစင်မြင့်ပေါ်အောက်ကနေနေရတဲ့လူတွေလည်းပို့ပြီးတော့တန်ဖိုးမထားပါဘူးလူတိုင်းဟာသူ့တန်ဖိုးနဲ့သူရှိပါတယ်အဲ့ဒါကိုယုံရပါကျွန်မခဏပြောတယ်ကျမတို့ပြည်သူပြည်သားတွေဟာတယောက်နဲ့တယောက်မနာလိုတာတယောက်နဲ့တယောက်စောင်းမြောင်းကြတာတိုက်ခိုက်ကြတာဟာအခြေခံအဖြစ်တော့ကိုယုံကြည်မှုမရှိလို့ပဲလို့ကိုတန်ဖိုးကိုယုံကြည်လို့ရှိရင်ဘယ်သူမှမနာလိုစရာအကြောင်းမရှိပါဘူးအဲ့တော့ကိုတန်ဖိုးကိုယုံကြည်နိုင်အောင်လို့နေသွားကြပါကိုတန်ဖိုးကိုယုံကြည်နိုင်အောင်လို့နေသွားကြပြီဆိုလို့ရှိရင်အချင်းချင်းတကယ်ကိုညီညွတ်မှုရပါလိမ့်မယ်လို့ကျွန်မပြောချင်ပါတယ်လာရတယ်ပြည်ပနိုင်ငံများသို့အချိန်ကြာမြင့်စွာရောက်ရှိနေကြသောမြန်မာလူမျိုးများအနေဖြင့်ကိုယ်တိုင်းပြည်ပြန်လည်ထူထောင်ရေးကဏ္ဍတွေမှာပါဝင်ခြင်းနှင့်ဘယ်လိုသတင်းအချက်အလက်တွေကိုရယူပြီးစတင်သင့်ပါသလဲတဲ့တခုကတော့လေကိုပြည်တွင်းမှာကိုယ့်ရဲ့မိတ်ဆွေတွေမိသားစုဝင်တွေရှိအောင်မှာပေါ့အဲ့ဒီမိတ်ဆွေတွေမိသားစုဝင်တွေနဲ့ပြန်ပြီးတော့ဆက်သွယ်ပြီးတော့မှဘယ်လိုအခြေအနေရှိနေလဲကိုယ့်ရဲ့အရေးချင်းနေနဲ့ကိုကဘယ်ဘက်ကနေပြီးတော့ကူညီနိုင်မလဲဆိုတော့အဲ့ဒါကိုစုံစမ်းပါဒါမှမဟုတ်ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို့နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့လည်းဆက်သွယ်လို့ရပါတယ်ဆက်သွယ်ပြီးတော့လည်းစုံစမ်းပါမင်းများမှာပြောတိုင်းယုံရမယ်လည်းမဟုတ်ဘူးလို့လူများကပြောတိုင်းလုပ်ရမယ်လည်းမဟုတ်ဘူးနောက်ဆုံးကြတော့ကိုယ့်ဖာကိုဆုံးဖြတ်ရမှာပဲကိုယ်ဆုံးဖြတ်ချက်အရာပဲကိုလှုပ်တာဟာအချီးရောက်မယ်လို့ကျမထင်ပါတယ်